ရိုက်ကူးထားတာလာပိုင်းတောင်မကြသေးပေမဲ့ဂျိမ်းစ်ဘွန်းလိုမြန်ဆန်ကရုံတင်ပြသတော့မဲ့သဲဆုငင်းရဲ့ရုပ်ရှင်ဇာတ်ကားကြီးပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးကနှစ်ကုန်ပိုင်းမှာစတင်ရိုက်ကူးထားခဲ့တာဖြစ်ပါတယ်1994ရုပ်ရှင်ဇာတ်ကားကြီးကိုပထမဆုံးရိုက်ကူးတာဖြစ်ပြီးတော့အဲဒီနောက်မှာအထာရော့ထားရုပ်ရှင်ဇာတ်ကားကြီးမမေအချစ်ဦးရုပ်ရှင်ဇာတ်ကားကြီးဖြစ်ချင်အောင်ဟဲအလှမယ်ရုပ်ရှင်ဇာတ်ကားကြီးတွေကိုတလတကားနှုံးနဲ့ရိုက်ကူးနေတာဖြစ်ပါတယ်။သဲဆုငိမ့်က Miss Grand Myanmar 2024ပြိုင်ပွဲကိုဝင်ရောက်ရှင်ပြိုင်ပြီးတဲ့အချိန်မှာပရိသတ်ရဲ့အချစ်ကိုတခဲနဲ့ရရှိခဲ့သလိုကြရက်မျိုးစုံနဲ့လည်းနာမည်ကျော်ကြားသွားခဲ့တာဖြစ်ပါတယ်။ပထမဆုံးရိုက်ကူးထားတဲ့ရုပ်ရှင်ဇာတ်ကားကြီးက2လကျော်အတွင်းမှာပဲရုံတင်ပြသဖို့အတွက်ဦးတည်လို့နေပြီဖြစ်ပါတယ်။ထုတ်လုပ်ရေးလုပ်ငန်းရှင်ကလည်းအမြန်စနစ်နဲ့ရုံတင်ပြသနိုင်ဖို့ကြိုးစားနိုင်တယ်လို့နောက်ကွယ်ရာကြိုးစားသူတွေကြောင့်အမြန်ဆုံးရုံတင်ပြသနိုင်တော့မှာဖြစ်ပါတယ်။တလတကားနဲ့အမြန်အဆန်ကိုရိုက်ကူးပြီးစီးလို့နေတာကြောင့်လည်းသူမရဲ့အမှုပညာရေးချင်းကခေသူတယောက်မဟုတ်ကြောင်းဆိုတာကိုချီးကျူးနေကြတာဖြစ်ပါတယ်။